ဘာဖြစ်သွားတာလဲအဲ့ဘက်နင့်ကိုဘယ်သူလှုပ်လိုက်တာလဲ အမအဖေကျွန်တော်အဲ့ဒီကျောင်းအကယ်ဒမီကိုမပြန်ခိုင်းပါနဲ့ကျွန်တော်ကြောက်တယ် ငါ့ကိုပြောစမ်းဒါအတွက်ငါသူတို့ကိုပြန်ပေးဆက်ခိုင်းမယ်လို့ငါကတိပေးတယ် တော်တော့အဆောင်လေတခင်လေးကိုအထဲခေါ်သွားကြစမ်းမိန်းကလေးအီရာကိုတော့သူ့အခန်းထဲမှာတောက်ခတ်ထားလိုက် ဖျောင်းနိုင်ပြီးမိမ့်မိန်နဲ့အီရာကအိမ်တွင်းအမှုပညာခန်းမှာချုံအောင်ခံခဲ့ရပါတယ်။ပန်ထိုဟင်းချက်ပြီးတော့ချိုသားစွာပြုံးတက်အောင်နေကျမှုခိုင်းစေခံခဲ့ရပါတယ်။ကာလီယန်မိသားစုဟာတစ်ချိန်ကကြော်ကြားတဲ့စစ်တီတော်မျိုးပဲဖြစ်ပါတယ်။သခင်အဲဘက်ကငယ်ရွယ်ချိန်မှာမိသားစုရဲ့ဘိုးဘီစင်ဆက်ဓာတ်နဲ့ဒိုင်းတွေကိုကိုက်စားမှုလုံလောက်တဲ့တန်မာနေမှုရှိနေခဲ့တယ်။ဒါပေမဲ့ရက်ဆက်တန်းချုပ်တဲ့မဲဆွယ်မှုအပြီးမှာတော့သူကဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်။ရွေးချယ်စရာမရှိပဲသူကသူ့ရဲ့တူးရီတော်သားဖြစ်တဲ့ actress ကိုမြင့်မြတ်တဲ့အမွေအနှစ်နှစ်ခုကိုလွှဲပြောင်းပေးခဲ့ရပါတယ် ဝေးမရှုံးနဲ့သူ့ကိုလွှတ်ထားလိုက်သူဒီမီသားစုရဲ့အမွေနှစ်ကိုတင်ဆောင်မှုသူတန်မာလာရမယ့်အချိန်ရောက်နေပြီ ။အကဘက်ကလက်နဲ့တစ်ခုတောင်မတည်နိုင်တာကြောင့်ပြောညံ့တဲ့မိန်းကလေးတစ်ယောက်လိုအမြဲတမ်းအဆခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့သူ့ရဲ့အမွာအမအီရာကမင်းကတော့ငယ်ရွယ်စဉ်ကလေးကတိုက်ခိုက်ရေးမှာထူးချွန်တဲ့သူတစ်ယောက်ပါ အဲ့ဘက်နင်လုံးနိုင်မှာပါငါနင့်ကိုရှုံနေ တော့တော့မကြောက်ငါနင်းလို့ဘယ်တော့မှစွမ်းဆောင်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ဒီနိုင်ငံယောက်ျားလေးတွေကိုပဲဦးစားပေးတာမိန်းကလေးတွေကိုမဟုတ်ဘူး အဲ့လိုမပြောပါနဲ့ငါတို့တယောက်ချင်းစီမှာကိုယ်ပိုင်အားသာချက်တွေရှိရလေနင်ကဆေးပညာမှာထူးချွန်တယ်မဟုတ်လား ။အသက်16နှစ်အရွယ်မှာအကဘက်ကတော်ဝင်အကယ်ဒမီတက်ရောက်ဖို့အတင်းအကျပ်ဖိအားပေးခံနေရပါတယ်။ဇက်လန်အစားမှာဖြစ်ပျက်ခဲ့သမျှကအကယ်ဒမီကျောင်းမှာသူတို့ရဲ့ပထမစာသင်ခန်းရဲ့ရလဒ်ပါပဲ။အကဘက်ကတော်ဝင်အကယ်ဒမီကျောင်းကိုပြန်သွားရမယ့်နေ့မှာမိုးကမတိတ်သေးပါဘူး သမီးမောင်လေးကိုလိုက်ပို့ပြရစေ သမီးတို့နှစ်ယောက်ဒီမီသားစုကိုအဆက်မခွဲတာပူကောင်းမယ်အဖေမှလည်းရွေးချယ်စရာမရှိတော့ဘူး သူတို့အကယ်ဒမီကျောင်းတကားနဲ့မိုင်းအနေနဲ့ဝေးတဲ့အခါမှာဓမြအုပ်စုတစုကရုတ်တရက်သူတို့ကိုတောထဲကနေချောင်းမြောင်းတိုက်ခိုက်ခဲ့ပါတယ်။ဒါနဲ့လှန်တို့ရဲ့အတန်ကမိုးရီထဲမှာပဲပြည့်ကျင်ချက်နေခဲ့ပါတယ်။သူအစားကုန်စူးစမ်းခဲ့ပေမဲ့ဒဏ်ရာဟောင်းကြောင့်အားပြော့နေစေဖြစ်တဲ့သခင်အန်ဘက်ကပြင်းပြစွာရှင်းလန်းမှာပြုတ်ကျသွားခဲ့ပါတယ် အဖေ ။ဒါတစ်ချောင်းကအက်ဖရက်စီကိုပြန်တန်းသွားခဲ့ပါတယ်။မဆိုင်မတော့ပဲအီရာကသူ့ကိုကောက်ွယ်ဖို့သူ့မောင်လေးအရှိမရက်လိုက်ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာအီရာကဓာတ်သွားကိုဆုပ်ကိုင်လိုက်ပါတယ်။အဲ့ဒါကသူ့အတွက်လှုပ်ထားသလိုပြီးပြည့်စုံစွာသူ့လက်ထဲမှာအံဝင်ခွေချဖြစ်နေခဲ့တယ်လေ သမီးခီလီယန်တော့ဆင့်ခေါ်လိုက်တာလား ။အီရာကရှော့မပေးပဲအရင်အားထက်ရင်းရင်းစွာရက်တည်နေခဲ့ပါတယ်။မဆိုင်မတော့ပဲသူကအမြင့်မြတ်ဆုံးမိန်းကလေးတွေချစ်ခင်နှစ်သက်တဲ့စတင်ရှိတွေကိုဖျက်လိုက်ပါတယ် အဖေသမီးမောင်လေးအဲ့ဘက်ရဲ့အစားအကယ်ဒမီကျောင်းကိုသွားမယ် ။အပြောင်းရွှေ့တစ်ခုအောက်မှာမိသားစုဓာတ်အမှတ်အသားကသူ့မောင်လေးစီကနေအီရာစီကိုကူးပြောင်းသွားခဲ့ပါတယ်။သူကမျက်လုံးတွေကဆုံးဖြတ်ချက်နဲ့တောက်ပနေခဲ့တယ်လေ အကဘက်ဒီတိုင်းကိုနင်စောင့်ရှောက်ထားပါငါတို့ရဲ့ကိုယ်ပိုင်နီလန်းနဲ့ငါတို့မိသားစုကိုကာကွယ်မယ် ဒါငါ3နှစ်ကြာအောင်ဖော်ဆက်ထားတဲ့ဆေးပဲနေတနေ့ကျရင်လိုလာနိုင်တယ် ။ကန်တပါကိုယ်တိုင်ကအမွှာနေရောက်ကိုခွဲခါလိုက်သလိုမျိုးတယောက်နဲ့တယောက်ပွဲဖက်ပြီးတော့လမ်းခွဲခဲ့ကြပါတယ်။ရှစ်ဆက်ရမယ့်လမ်းကလွယ်ကူနေခဲ့ပါတယ်။အီရာကအဲ့ဓာတွေအတွက်ပြင်ဆင်ထားပေမဲ့အီရာအတွက်လာရောညီထွေစွာနေထိုင်ဖို့ခက်ခဲနေသေးပါ။အရင်ကအက်ဘက်ကခြားယောက်ျားလေးနဲ့ရှင်အရန်နှုတ်နေပြီးတော့အားနေတာကြောင့်အနိုင်ကျင့်ခံခဲ့ရပါတယ်။အခုတော့နှောက်ယှက်မှုနဲ့တိုက်ခိုက်မှုတွေအားလုံးကအီရာကိုရှိရပြီးသူကမိန်းကလေးဖြစ်နေတာကြောင့်ပို့ပြီးလို့တောင်ရက်ဆက်ကြမ်းကြုတ်လာခဲ့ပါတယ် ကြည်ပါဦးမင်းကအဆောင်ကောင်းသားပဲဟမ်မင်းရဲ့သူ့ရဲ့ဘောကြောင့်လည်းမောင်လေးထက်တော့တာတယ်ပေါ့ ဒါဆိုနင်ကို တော်ကြောအီရာကယ်လီယန်မင်းကဒုက္ခဖြစ်စေရမလို့မင်းကိုအမတ်တမတ်နှုတ်မယ် ဒါပေမဲ့သူ့အရင်စလောက်တာလေ ဒါပေမဲ့လုံမနေနဲ့အိတ်ဆောင်မပြန်ရင်မင်းဒီမှာနေခဲ့ပြီးတော့ဒီစင်းရံတစ်ခုလုံးတန်ရှင်းလုံနေခဲ့ ဘာလို့လဲဆိုတာမင်းသိတယ်မလားဘယ်စီကဘယင်မမိသားစုရဲ့အမွေဆက်ခံသူကိုအပြစ်ပေးရမှာလဲမင်းကတော်တော်နှုံအားတာပဲ ။အဲ့ဒီအချိန်မှာအီရာသိလိုက်ရတာကဒါကသူ့ဒုက္ခရဲ့အဆောက်ဆိုတာပါပဲ။လေ့ကျင့်ကရိယာတွေထူးထူးခြားခြားပြည့်စည်သွားတယ်ပဲတက်တန်းဆရာတွေကခေါင်းဆောင်တာတရားခံကိုရှာဖွေဖို့စ조사ခဲ့ကြပါဦး
တောက်စားသမှုအတွင်းမှာလည်းသူ့ရဲ့အဖွဲတစ်ဖွဲလုံးကသူ့ကိုဆုံးဖြတ်ခဲ့ပြီးတော့အန်ဒီရဲ့ရှိရဲ့မြေပြင်မှာသူ့ကိုတယောက်တည်းထားခဲ့ကြပါတယ်ကျောင်းဆရာကြီးရဲ့အဖိုးရန်ရှင်းအောင်ဖြစ်စီတစ်ခုသူ့ရဲ့အခန်းထဲမှာကျိုးပဲ့သွားတာကိုတွေ့တဲ့အချိန်သူ့ဘလောက်ပဲရှင်းပြဖို့ကြိုးစားနေပါစေအီရာကအပြစ်ပေးခံနေရဆဲပါပဲဒါပေမဲ့ဗန်ဆန်နဲ့သူ့ရဲ့အဖွဲမျောလင့်ထားတာနဲ့မတူပဲအီရာကအားမလျှော့တဲ့အပြင်သူ့မငြင်းမညင်မငိုခဲ့ဘူးလေသူကသွားရင်ချိန်ပြီးတော့ပဲအားလုံးကိုခံခဲ့ပါတယ်သူ့ရဲ့စူးစမ်းအားထုတ်မှုတွေကအောင်မြင်ခဲ့ပါတယ်အီရာရဲ့စွမ်းဆောင်မှုကအကယ်ဒမီကျောင်းမှာရှိတဲ့ကျောင်းသားတွေထပ်ပိုသာနေခဲ့တယ်လေရုပ်ပိုင်းဆိုင်ရာမှာလည်းသူကမပြောင်းညံ့တော့ပါဘူးဆဲဆက်ကဒီမှာလည်းမရက်တန့်ခဲ့ပါဘူးအတွဲလိုက်ဓာရီလေးချိန်နေချိန်မှာသူကအီရန်နဲ့တွဲလေးကျင်းရမယ့်သူကိုလက်ထိုးခဲ့ပြီးတော့အဲ့ဒီသူရဲ့နေရာမှာနေခဲ့ပါတယ်ဒီတစ်ခါတော့အရင်ကနဲ့မတူပဲဘက်ဆယ်ကအားမလျှော့ခဲ့ပါဘူးသူကတွင်မြင်ကိုဘယ်လိုမဆိုင်တော့ပဲအင်အားအပြည့်နဲ့တိုက်ခိုက်ခဲ့ပါတယ်အီရန်မှာကောင်းမွန်တဲ့နည်းစနစ်ရှိနေမယ်သူ့ရဲ့ခန္ဓာကိုယ်ကဘက်ဆယ်ရဲ့မစုံမနစ်တဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရမရှိခဲ့ပါဘူးလက်နဲ့ပိုင်းအတွင်းမှာပဲသူရှောင်းနေသွားခဲ့ပြီးတော့သူ့ရဲ့ဓာတ်သူ့ရဲ့လက်ကနေပြုတ်ကျသွားခဲ့ပါတယ်မင်းလုံးနိုင်တာဒါအကုန်မင်းလား ငါဒီနေ့ကြာရှုံးပေမဲ့ထောင်ရကြာရှုံးနေမှာမဟုတ်ဘူးလာမဲ့တော်ဝင်အမဲလိုက်ပွဲမှာငါနေ့ကိုလက်စားချေပြမယ်အိုးဟုတ်လားဒါဆိုငါမင်းကိုစောင့်နေမယ်လေဘယ်ဆက်ကရုံးမာတဲ့သူတယောက်ဆိုတာလူတိုင်းသိပါတယ်ဒါနဲ့ဘယ်သူမှငြင်းလို့မရတာကသူကကျွမ်းကျင်တဲ့စစ်ပြီးတော့တယောက်ဆိုတာကိုပါပဲနှစ်ကုံပိုင်းတော်ဝင်အမဲလိုက်ပွဲမှာဘက်ဆက်ကသူ့ရဲ့ညှားပစ်စွမ်းရည်နဲ့နှင်းပြင်းစွာဥဆောင်နိုင်ခဲ့ပါတယ်။အီရာကသူ့ရဲ့ကိုယ်ပိုင်လက်စွမ်းနဲ့ယုံကြည်မှုအပြည့်နဲ့တောထဲကိုဝင်သွားခဲ့ပေမဲ့သူ့ရဲ့ညှားတွေအားလုံးကအဖြစ်စီးခံထားရတာကိုသိလိုက်ရပါတယ်။ဒါရီကိုငါသွားပြီးအစားထိုးဖို့အချိန်မရှိ။ငါဒီလိုလုပ်ရင်ရော။သူကသူ့ရဲ့ကပတ်ကိုကျိုးကိုဖဲကလမ်းကြောင်းသုံးဘက်ကိုပြစ်လိုက်ပါတယ်။ကျိုးကလေထုအလယ်မှာရစ်ပတ်သွားပြီးတော့တားရဲ့တိရစ္ဆာန်တွေကိုမထိခိုက်ဖဲအရင်ဖမ်းမိတဲ့ထောင်ချောက်တစ်ခုအဖြစ်ကိုဖန်တီးလိုက်ပါတယ်။သူကတက်ဖြတ်ချင်းထက်တခြားဘယ်သူမှမတွေ့ဘူးတဲ့ဖြူဟာနဲ့သူ့ရဲ့ပြစ်မှတ်ကိုလိန်မာပါနဲ့စွာဖမ်းဆီးလိုက်ပါတယ်။ဥဆောင်သူစင်းရင်မှာအီရန်နဲ့ဘယ်ဇယ်တို့ကတရေကျနေခဲ့တယ်လေ။ကျောင်းကြီးကတရေရလက်ကိုချိန်ညာတော့မဲ့အချိန်ခဏလေးငါရဲ့နောက်ဆုံးသားကောင်တေချာကြည့်သူဝတ်ထားတဲ့ဒဏ်ရာရနေတဲ့ဝင်းပလီတကောင်ကိုဆွဲထုတ်လိုက်ပါတယ်။ဘယ်ဇယ်သိနေတာကဝင်းပလီကအသက်အတွက်ပေါင်းဖော်ဆုံးမရတယ်ဆိုတာကိုပါပဲ။ဝင်းပလီအထီးကသူ့ရဲ့အဖော်အန်ဒီရဲ့ရောက်နေတာကိုခံစားရရင်ယူသွသွားမှာပဲဖြစ်ပါတယ်။သူ့အတွက်အရေးကြီးဆုံးကအီရတ်ကိုကြော်ပြီးတော့အမဲလိုက်ရမှာအနိုင်ရဖို့ပါပဲ။ကြောက်စရာကောင်းတဲ့ဟင်းရောက်တန်တဲ့သူဝင်းပလီအထီးကတောနဲ့ကြီးတွေကနေဒေါသတကြီးထွက်လာခဲ့တယ်လေ။သူကသူ့ရဲ့လမ်းကြောင်းမှာရှိတဲ့ဘဲရာကုန်းဆိုတတ်ထိုက်ပါတော့တယ်။အစပိုင်းမှာတော့ဘယ်ဆယ်ကယုံကြည်မှုအပြည့်ရှိနေပေမဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဝင်းပလီအထီးကမုံနှောင်းကိုသူ့စီကိုပြေးလာပြီးတော့သူ့ရဲ့ဓာတ်ကိုထက်ဝက်ကျိုးသွားစေခဲ့ပါတယ်။ဝင်ပလေကအဲ့ဒီမှာလည်းမရက်ခဲ့ပါဘူး။တွေးဆနေတဲ့တောရိုင်းဝင်ပလေကဗဇက်ကိုတိုက်ခိုက်ပြန်ပါတယ်။ငါဒီဝင်ပလေကိုမလို့ချင်တော့ပြန်มาတော့ငါလည်းဝင်နေ။အဲ့ဒီအခိုက်အတန့်မှာအီရာကတုံဆိုင်မနေခဲ့ပါဘူး။သူကကယ်လင်းဓာတ်ကိုစစ်ခေါ်လိုက်ပါတယ်။အလင်းကပောက်ကွဲသွားပြီးဘေဒူးကိုလှိဖြတ်နိုင်လောက်ထက်မြက်တဲ့ဓာတ်ပေါ်လာခဲ့ပါတယ်။ဓာတ်ကိုတစ်ချက်ခွဲလိုက်တာနဲ့ဝင်ပလေအထီးကိုနောက်ပြန်ဆုတ်သွားစေတဲ့လေပြင်းတစ်ချက်ကရိုက်ခတ်သွားခဲ့ပါတယ်။အီရာကတားရဲကိုဒုက္ခပေးလို့တဲ့စိတ်မရှိဘူးလေသူကဒဏ်ရာရနေတဲ့ဝင်းပလီဘက်ကိုအပြေးလွှားသွားပြီးအဖက်သူ့ကိုပေးခဲ့တဲ့ဆေးပလင်းကိုထုတ်လိုက်ပါတယ်ဒါကကြံရှိနေတဲ့တခုလေတော့မျောလင်းချက်ပါပဲတစ်ဆက်နှစ်ဆက်နဲ့ဆေးရည်အားလုံးကိုတောင်းလိုက်ပါတယ်ဝင်းပလီမာလေးလည်းလှုပ်ရှားလာပြီးတော့ဖြင်းဖြင်းစွာအသက်ဝင်လာခဲ့ပါတယ်သူကသူ့ရဲ့အဖော်နာကိုပြေးသွားလိုက်ပါတယ်နှစ်ယောက်သားနောက်ပြန်လှည့်ရင်းနဲ့အီရာကိုကျေးဇူးတင်စွာခေါင်းရင်းပြရင်တောထဲကိုဝင်သွားပါတော့တယ်ဘယ်ဆယ်လဲတစ်ချိန်ကသူကဲရဲခဲ့တဲ့သူကသူ့ကိုကဲတင်ခဲ့တာကြောင့်သူတွေ့ဝေသွားခဲ့ပါတယ်မင်းကဘာလို့ကူညီခဲ့တာလဲဒါကီလီယန်ရဲ့စစ်မှန်တဲ့အဖွဲ့ဝင်တယောက်အနေနဲ့လှုပ်တဲ့နာကိုလှုပ်ခဲ့တာလေအဲ့ဒီကြောင့်မင်းစစ်ခေါ်နိုင်တာလားအရင်ကငါမင်းကိုအနိုင်ကျင့်ခဲ့တော့မင်းဘာလို့မသုံးခဲ့တာလဲနင်းရဲ့ကလေးဆန်တဲ့အပြုတ်မှုအတွက်အပြစ်ပေးဖို့ကီလီယန်သားကိုဖန်တီးခဲ့တာမဟုတ်ဘူးအဲ့ဒီရုံရင်ဆန်ကန်နည်းနည်းလေးကနားရဲပေါ့နင်းအရန်အားနေသေးရပဲအီရာကအကယ်ဒမီကျောင်းတစ်ခုလုံးရဲ့ရှေ့မှာဂုံရှိစွာရပ်တည်ခဲ့ပြီးတော့ဖယေစီကနေလည်းအမြင့်ဆုံးခုံကိုရရှိခဲ့ပါတယ်။တွေးကြတယ်။ဒါအကုန်မဟုတ်ဘူးမလား။ကဲပြောမင်းဘာလို့ကိုလိုချင်သေးလဲ။ဖယင်ကြီး
ကျမရဲ့မောင်လေး Albert Kilian ကိုနိုင်ငံတော်ရဲ့အကောင်းဆုံးဆေးဘက်ဆိုင်ရာအကယ်ဒမီကျောင်းကိုတက်ခွင့်ပေးဖို့ရလွယ်ပြီးကျမဘာမှမတောင်းဆိုချင်ပါဘူး ခါမက